တောက်ကြတာသမီမိတ်ဆွေအားလုံးမင်္ဂလာပါခင်ဗျာ2025ခုအောက်တိုဘာလအတွက်တလသာဟောဒရန်ကိုဟောကြားပေးမှာဖြစ်ပါတယ်ဒီကာလမှာနိုင်ငံရခြားလူမျိုးခြားနဲ့ပတ်သက်တဲ့ကိစ္စတွေထူးထူးခြားခြားအဆင်ပြေအောင်မြင်နိုင်တဲ့ကာလဖြစ်ပါတယ်နိုင်ငံရခြားကိုတွားဖို့စီစဉ်ထားတယ်ဆိုရင်တော့ဒီကာလမှာအထူးကြိုးစားတဲ့ကာလဖြစ်ပါတယ်ခင်ဗျာမိမိရဲ့အိမ်ပေါ်ဒါမှမဟုတ်အိမ်နီးနားမှာကိုယ်ဝင်ဆောင်တွေရှိနေတတ်ပါတယ်အဲဒါလို့ရှိနေရင်တော့စီးပွားတက်မဲ့နမိတ်ထိစုကြီးပေါက်မဲ့နမိတ်ဖြစ်ပါတယ်နောက်ပြီးတော့ရဲဝေးရနေပြီးတော့မှအဖို့တန်တဲ့စစ်ပစ္စည်းစိန်ခံပစ္စည်းစတာတွေရောက်ရှိလာနိုင်ပါတယ်ရောက်လာလို့ရှိရင်လည်းမိမိရဲ့မိတ်ဆွေအပေါင်းအသင်းကိုအကြောင်းပြုပြီးတော့မှဝင်လာတာမျိုးဖြစ်တတ်ပါတယ်ဒါပေမဲ့ဝင်ပြီးရင်လည်းပြန်ပြီးတော့ထွက်တတ်တဲ့ကာလဖြစ်ပါတယ်ကိုအမျက်လို့ပြန်ပြီးရောင်းလိုက်တာမျိုးပေါ့နော်ကိုအတွက်ကျိုးမျက်ရှိလို့ထွက်သွားတာမျိုးဖြစ်ပါလိမ့်မယ်နောက်သတိပြုရမှာမိမိရဲ့အိမ်တွင်ရေးအိမ်အောင်ရေးစတာတွေမှာပူပန်တော့ကများစရာတွေစုပူမှုတွေပေါ့နော်တယောက်နဲ့တယောက်အမြင်သဘောထားအများကြီးကွဲလွဲတာမျိုးတွေကြုံတွေ့ရတဲ့ကာလဖြစ်ပါတယ်ငွေကြေးနဲ့ပတ်သက်ပြီးတော့မှပေါ့နော်ပုံမှန်မဟုတ်တဲ့ငွေမျိုးတွေထူးခြားခြားဝင်လာနိုင်တဲ့ကာလဖြစ်ပါတယ်ထီစုကြီးပေါက်တာပေါ့နော်အမွေရတာအဲဒါလိုပုံမှန်မဟုတ်တဲ့ငွေမျိုးတွေထူးခြားခြားဝင်လာနိုင်တဲ့ကာလဖြစ်ပါတယ်ဒါပေမဲ့သတိပြုရမှာဝင်လာတဲ့ငွေဟာအနေနဲ့များဆိုသလိုပေါ့နော်ကျန်းမာရေးအတွက်သူတို့ဘာကိုကူညီဖို့အတွက်ပြန်ပြီးထွက်သွားတတ်တာကိုလည်းသတိပြုသင့်ပါတယ်ခင်ဗျာနောက်အမျိုးသမီးတူမိမိကိုဒုက္ခပေးတတ်ပါတယ်နောက်ကိုယ်အင်မတန်ခင်မင်ရင်းမိတဲ့မိတ်ဆွေဆရာသမားစတာတွေနဲ့ပေါ့နော်အဆင်မပြေဖြစ်တာလမ်းခွဲရတာမျိုးတွေကြုံတွေ့ရတတ်ပါတယ်မြေကိစ္စအမွေကိစ္စတွေကိုအကြောင်းပြုပြီးတော့မှအမှုခင်းဖြစ်တာပြဿနာဖြေရှင်းရတာမျိုးတွေကြုံတွေ့ရတတ်ပါတယ်ခင်ဗျာနောက်ပြီးတော့မိမိရဲ့ဥကောင်းအာယုံကြောအစက်မြက်စတာတွေမှာဒုက္ခပေးတတ်ပါတယ်မိမိရဲ့စီးပွားအလုပ်စတာတွေမှာလည်းပေါ့နော်အတွင်းလုပ်ပေါ်ကင်ဘက်တွေနဲ့အဆင်မပြေကြီးကြီးမားမားဖြစ်တာမျိုးဝန်ထမ်းဆိုလို့ရှိရင်လည်းအလုပ်ပြုတ်သွားတာပေါ့နော်ထက်လူကြီးနဲ့ပြဿနာအကြီးကျယ်ဖြစ်တာအလုပ်မှာပြဿနာပေါ်တာဒါမျိုးတွေဖြစ်တတ်တဲ့ကာလဖြစ်ပါတယ်ဒါကြောင့်မလို့ဒါကိုတော့နည်းနည်းသတိပြုသင့်ပါတယ်ပေါ့နော်ခြေနှလုံးသားရေးရာကိစ္စနဲ့ပတ်သက်ရင်တော့အခက်အခဲတွေနည်းနည်းအနည်းငယ်ရှိတတ်ပေမဲ့လို့ပေါ့နော်အဆင်ပြေအောင်မြင်သွားဖို့ရှိပါတယ်သူတို့ဖြင့်ချစ်သူနဲ့ပေါ့နော်ခက်ခဲကြပဲပြည်လဲမှုတွေရနေပါလိမ့်မယ်အိမ်တွင်မိသားစုအရေးအိမ်အောင်ရေးနဲ့ပတ်သက်ရင်တော့သူသတိထားပါပေါ့နော်အိမ်အောင်ရေးမှာကွဲမတက်ကွာမတက်ဖြစ်သွားတဲ့အထိဖြစ်သွားတဲ့ကာလဟာဒီကာလဖြစ်ပါတယ်ခင်ဗျာနောက်ပြီးတော့ကံကောင်းစေတဲ့ကဏ္ဍတွေကတော့ခွန်ကဏ္ဍနှစ်ကဏ္ဍဖြစ်ပါတယ်အကျိုးပေးတဲ့အကြောင်းကတော့လက်ပြရောင်အနည်းရောင်ဖြစ်ပါတယ်ခင်ဗျာဒီကာလမှာအញ្ញခိုက်ပြီးပြပြောက်ပြီးတော့မှကောင်းကျိုးချမ်းသာတွေရရှိလာစေဖို့အတွက်စနေနေ့မနေ့စောစောမှာမိမိရဲ့အိမ်ဖျားမှာနှင်းစီပန်းနှစ်ပွင့်ကတ်လူပြီးတော့မှတောင်းရပါတယ်ခင်ဗျာ